ဒီနေ့ဘဝအကြောင်းစဉ်းစားရင်လည်းဘဝကိုမတန်အောင်နေနည်းသုံးနည်းကောင်းတဲ့ပေါ်လာလို့အဲ့ဟာလေးတစ်ချက်ပြောပြမယ်နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူနဲ့တိုက်ဆိုင်မှုရှိလားမရှိလားကျွန်တော်တို့တစ်ချက်ပြောပြီနော်ဘဝကိုမတန်အောင်နေနည်းသုံးနည်းနံပါတ်1သူများစိတ်နဲ့ပဲအသက်ရှင်အဲ့တော့ကိုယ်စိတ်နဲ့ကိုယ်အသက်မရှင်နဲ့သူများစိတ်နဲ့ပဲအသက်ရှင်နံပါတ်2လှုပ်ချင်တာတွေမလုပ်နဲ့ကိုယ်မှလှုပ်ချင်တဲ့အရာတွေရှိတယ်ဒါပေမဲ့ကြောက်လို့တော့မဟုတ်သူများတွေကကိုယ်ဘလို့ထင်ပါလဲစိုးရင်လို့အကြောင်းမျိုးမျိုးကြောင့်ပေါ့အဲ့ဟာတွေတွေးပြီးတော့ကိုယ်လှုပ်ချင်တာကိုမလုပ်နဲ့နံပါတ်3ကိုယ့်ရဲ့ပညာရေးတိုးတက်အောင်မလုပ်နဲ့ကိုယ့်ရဲ့ပညာရေးတိုးတက်လာတယ်ဆိုလို့ရှိရင်လည်းကိုယ်ကရှိကိုတော်တော်ရောက်သွားနိုင်နေတယ်ဘဝကိုဘလို့နေရမလဲဆိုရင်တည်သွားနိုင်နေတယ်အဲ့တော့ကိုယ့်ရဲ့ပညာရေးတိုးတက်အောင်မလုပ်ဘူးဆိုလို့ရှိရင်တော့ဘဝကိုတန်အောင်ဘလို့နေရမလဲသိမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့ပညာရေးတိုးတက်အောင်မလုပ်နဲ့โอเคအဲ့ဒါလောတဲ့ကောင်းတဲ့ပေါ်လာတဲ့3ခုကိုပြောပြပေးရပါအဲ့3ခုရပဲတစ်ခုကြိုက်ဆုံးလဲပုံမှန်ပါရေးတော့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေးမိရရှိရဆိုလို့ရှိရင်လည်းကွန်မန့်မှာရေးပြတော့နော်โอเค